Okay ဒီနေ့မှာတော့မေးထားတာလေးတွေကိုဖြေသွားမှာပဲဖြစ်ပါတယ်။နယ်သာလန်ရဲ့အိမ်နာပြပေးပါလားဘရိုတဲ့ခဏလေး။ကဲဒီမှာနယ်သာလန်ရဲ့အိမ်နာပါ။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အိမ်နာနဲ့လုံးဝကွာခြားနေပါတယ်။ဘရိုနယ်သာလန်မှာကျောင်းလာတက်ရင်ကုန်ကျစရိတ်များလာပြရတယ်။အဲ့ဒါတော့ကျွန်တော်လည်းတိတိကျကျပြောလို့မရဘူးပေါ့နော်။ကျွန်တော်အမတယောက်ကိုလည်းညွှန်မေးထားရပေါ့နော်။အဲ့ဒီအမရဲ့ဒီဗီဒီယို Facebook ရဲ့ဗီဒီယို play မှာတွားကြည့်လို့ရတယ်ပေါ့နော်။သူတေးသေးချာလေးရှင်းပြလာတယ်တူရကီတို့ဘာလို့ဘာမှာတော့ဈေးတွေပါတန်ရင်လည်းတန်နိုင်ပါတယ်နိုင်ငံသားဖြစ်ပြီလားလဲဟုတ်ကဲ့နိုင်ငံသားတော့မဖြစ်သေးပါဘူးကျွန်တော်9နှစ်နေထိုင်ခွင့်ရတာပါတယ် PR နဲ့ PR ပုံစံမျိုးပေါ့နော်နယ်သာလန်နိုင်ငံမှာဆိုရင်အလုပ်ပိတ်ရက်ဆိုတာရှိလားလဲနယ်သာလန်နိုင်ငံမှာကအလုပ်ပိတ်ရက်ကရှိတယ်ဒီဇင်ဘာပေါ့နော်ဒီဇင်နှစ်တစ်နှစ်ကိုမကူးခင်နှစ်ပတ်လောက်မှာပိတ်တယ်ပြီးသွားရင်ဒီကင်းဒေးဆိုတဲ့ပေါ့နော်ဘရင်မွေးနေကြရင်လည်းထပ်ပြီးပိတ်သေးပါတယ်ဟိုနေ့ကကမုံပွင့်မှာတွေးလိုက်တယ်လို့ပဲတဲ့ကျွန်တော်ကမုံပွင့်မှာနေတိုင်းထိုင်ပါတယ်တောင်ကျုံကမုံပွင့်မှာနေတိုင်းရှိပါတယ်လာခဲ့လို့ရပါတယ်မင်းပြောင်းနေတာကြာပြီတဲ့ဟုတ်ပါတယ်ကျွန်တော်ဒီအပိုင်းကအိမ်ပြောင်းလဲအိမ်ရွှေ့ကိစ္စတွေနဲ့လည်းတိုင်ပတ်နေတာလည်းပါတယ်ပြီးသွားရင်ရာသီဥတုကလည်းတိတ်မကောင်းဘူးပေါ့နော်ဗီဒီယိုတွေတိတ်မရိုက်ဖြစ်ဘူးအဲ့ဒါကြောင့်လည်းပါတယ်ပေါ့နော်ကဲဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ချင်ပါတယ်အမေးဖြေတွေကတော့ပုံမှန်တင်ပေးသွားမှာပါဒီဗီဒီယိုရဲ့အောက်မှာလည်းမေးချင်တာရှိတာမေးသွားလို့ရပါတယ်ကျွန်တော်ဘက်ကတနိုင်ဆုံးဖြေပေးသွားမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်